TikTok ပေါ်မှာပတ်ကြည့်ဗီဒီယိုတွေတင်တဲ့အခါမှာပတ်စံဝင်အောင်ဘယ်လိုတင်ရမလဲဆိုတာကိုကျွန်တော်အနေနဲ့ဒီဗီဒီယိုမှာဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ကျွန်တော်ခုပြပေးသွားမယ့်အကြောင်းအရာကကျွန်တော်တို့ဘယ်နိုင်ငံမှာပဲနေဘယ် region ပဲဖြစ်ဖြစ်အသုံးပြုလို့ရမယ့်နည်းလမ်းလေးပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကိုကောက် profile နဲ့သွားမယ်ပြီးလို့ဆိုရင်ကျွန်တော်တို့ TikTok story တွေဝင်မယ်ပြီးလို့ဆိုရင်ကျွန်တော်တို့အဲ့မှာ gaming ပုံစံလေးနဲ့အင်္ဂလိပ်လို့ဆိုရင်တော့ gaming invite program ပေါ့ဗျာကျွန်တော်တို့မြန်မာလိုဆိုရင်တော့ game စားခြင်းဆွဲဆောင်မှုဆိုပြီးတော့အဲ့မှာရှိလိမ့်မယ်အဲ့နေရာလေးတွေဝင်ပြီးလိုက်အဲ့နေရာလေးဝင်လိုက်မယ်ဆိုရင်ကျွန်တော်တို့အဲ့မှာ game တွေအများကြီးပေါ်လာမယ်ဗျာကိုကပတ်ကြည့်မိုဘိုင်းကိုရွေးပြီးတော့တင်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ပတ်စံဝင်မှာပဲဖြစ်ပါတယ် view တစ်ထောင်ကို$3ရမယ်ဆိုပြီးတော့ဖော်ပြထားပါတယ်သူတတ်မှတ်ချက်မပြည့်မီရဲ့နိုင်ငံတွေကကြည့်မယ်ဆိုရင်တော့အဲ့ဒီ view တွေကိုထည့်တွက်ပေးသွားမှာမဟုတ်ပါဘူးဒီနေရာမှာကျွန်တော်အနေနဲ့သိထားရမယ့် channel စီမင်းစည်းကမ်းတချို့ကိုဖော်ပြပေးသွားမယ်ကျွန်တော်ပထမဆုံးဒီဒေါ်လာရအောင်တင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ follower တစ်ထောင်လိုအပ်မှာပဲဖြစ်ပါတယ်ဒုတိယတစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့သူ auto hashtag ခံပေးထားရဗျအဲ့ auto hashtag ကိုကျွန်တော်တို့မဖြတ်ပစ်ဖို့လိုအပ်တယ်နောက်တစ်ခုအနေနဲ့သိထားရမှာဒီဒေါ်လာပေးတဲ့ event ဆိုရင်ကျွန်တော်တို့အချိန်ပြည့်ရှိနေမှာမဟုတ်ပါဘူးကျွန်တော်တို့အစီအစဉ်တစ်ခုမှ2ခါ3ခါဝန်းကျင်လောက်ပဲလာတယ်တစ်ခါလာလို့ဆိုရင်တော့ကျွန်တော်ဒေါ်လာ3000နဲ့9000ဝန်းကျင်ကြားလာတာများတယ်တူလာတဲ့အချိန်ကန့်သက်တင်မှာကျွန်တော်တို့ဗီဒီယိုတွေတင်ပြီးတော့ကိုရရှိတဲ့ view အလိုက်ပတ်စံရရှိမှာပဲဖြစ်ပါတယ်။ event တစ်ခါလာရင်လည်းကျွန်တော်တို့ဗီဒီယိုကကန့်သက်ရတယ်တစ်ခါလေကြာရင်တော့3ဘုတ်ထိတင်လို့ရတယ်တစ်ခါလေကြာရင်တော့ကျွန်တော်5ဘုတ်ထိတင်လို့ရမှာပဲဖြစ်ပါတယ်။အသေးစိတ်စီမင်းစည်းကမ်းတွေကတော့ကျွန်တော်ခုနပြထားတဲ့ event တွေမှာလည်းဝင်ပြီးတော့ဖတ်လို့ရတဲ့ဖြစ်အတွက်ကိုယ်တိုင်တေချာလေးဖတ်ပြီးတော့တင်ပါလို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်။